အားလုံးတိကျပဲထင်တယ်ဗီနန်ကလပ်ဗီနန်မှာစမွန်ဆာပေးပြီးခေါ်မယ်မြန်မာဖိုက်တာတယောက်စီတယ်ဆိုတော့နော်လူတိုင်းထင်ကြမှာဘဒူတို့အများစုပြောနေကြရေချမ်းတို့စပိုင်ချမ်းအမွဲတို့နော်အများပြောကြပါနော်မေကုံထုတ်စရာလည်းဖြစ်လာခဲ့ပါနော်စပွန်ဆာပေးပြီးခေါ်ဖို့တော်လွယ်ပဲကိစ္စမဟုတ်နော်မြန်မာဖိုက်တာတို့ဒီဗီနန်ကလပ်မှာမွေးထုတ်တာနဘီတို့တကယ်ချန်ပီယံတာဝါချိုင်းတကယ်အဆင့်မြင့်ငပေါ်တို့ပါတကယ်ကောင်းတဲ့ဖိုက်တာတွေထဲမှာဟိုစပွန်ဆာပေးပြီးခေါ်တယ်မြန်မာဖိုက်တာတယောက်ပေါ့နော်မြန်မာဖိုက်တာမှာဆိုကျွန်တော်တို့ခေါ်တာကြတော့တိုင်ကားမှာဆိုရင်ကျွန်တော်တို့ဒီထိုင်းတဲ့ကမှာဒီမျိုးခေါ်ဖို့ဆိုတော့လွယ်ကူတဲ့ကိစ္စမဟုတ်စပွန်ဆာပေးပြီးခေါ်ဖို့ဆိုတာလွယ်ကူစားဟိုညီလေးတယောက်လေတော်တော်လေးစားပါတယ်တကူတကသူ့မှာတလားလုံးကြိုးပမ်းမျိုးမနေတထေးကိုခေါ်ဖို့အတွက်เนาะတထေးကိုပြောလိုက်ရတယ်မြန်မာတယောက်ခေါ်ဖို့အတွက်လေးစားတယ်ဒီညီလေးတယောက်စိတ်တော့တော်ရွလေးစားတယ်သူ့ခမလောက်လိုက်ရတာပေါ့เนาะဖိုက်တာကိုမြန်မာတွေစပွန်နေပေးတာအယောင်လေးစားကိုယ်မှာဒီကလေးစားကြောင်းပြောရပါတယ်เนาะပြောချင်ပါတယ်ညီလေးကိုနော်ဘာပြောလို့လဲဆိုတော့တိုင်ကာကလပ်မှာဆိုရင်ကျွန်တော်တို့ဘယ်လိုရှိမလဲဘရော့နီကာဒါစူပါလက်မှာကျင်မှာဆိုရင်တန်းစင်လွမ်းတိကြပြီးတန်းစင်ရင်နော်ဖိုက်တာကလပ်မှာဆိုရင်ကြော်စာဝင်အ ਨੇ စုပဲရှိကြတယ်ဗောနော်အခုဆိုရင်ကျွန်တော်တို့ကဒီဘီနယ်ကလပ်ကိုခေါ်ဖို့ဆိုဒါရကိုခေါ်မှာဒီခေါ်ပြီးတာနဲ့ဝမ်းမှာတန်းထိုးအောင်ဘယ်သူများဖြစ်သွားလာနေနော်နည်းနည်းတော့စဉ်းစားစရာပဲကျွန်တော်ကတော့မပြောတော့ပြောချင်လို့မပြောချင်လို့နော်ကျွန်တော်ထင်တာတော့ရမယ်ပဲထင်ပါတယ်အများကြီးတော့မထင်တော့ကိုဝင်နိုင်ထုံးတို့ကိုနိုင်ဝင်ထုံးတို့ဆိုတော့ကောင်းတာပါဟိုတစ်ခါတော့ဟို 78 anniversary in you know ပါတယ်အိပ်ပတ်မော်နော် work club မှာဆော့ခဲ့တယ်ဟိုတစ်ခါတော့နော်အလဲထုံးနဲ့ကျုံခဲ့တာတော်တော်ကြီးကောင်းနေ fighter တယ်တော်တော်ကြီးမိုက်လက်ဆောင်လက်နာအိုးရှယ်ကြီးဝမ်းမပြီးထိုးလိုက်လို့ရှယ်ကြီးပေါ့နော်အခုကကျွန်တော်တော်တော်ကြီးစဉ်းစားတယ်ဘယ်လိုဖြစ်နိုင်လဲပေါ့နော်တော်တော်ကြီးကိုစဉ်းစားဘယ်လိုဘယ် fighter များဖြစ်နိုင်ပေါ့ကျွန်တော်တွေးတယ်တနေ့ကုန်ကြီးတွေးတယ်ဒီညီလေးတွေအကုန်မေးချင်ပေါ့နော်ဘီနာလေးစားပါတယ်ဒီညီလေးတွေတကယ်မြန်မာကိုခေါ်ချင်စိတ်တထေးဖြစ်အောင်မနေလုပ်ပြီးတဲ့အလဲထိုးပွဲတွေပါတယ်ဆိုတော့ရာမှန်ပဲထင်ပါတယ်ဒါမှမပြောကောင်းမယ်ဒါမှပြောလိုက်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကသိပြီးသားဆိုတော့လေတိတ်မပြောချင်မနဲ့ပြောလိုက်ပြီရာမှန်100ခန်းလုံးဖြစ်ဖို့များတယ်ဘာဖြစ်ဆိုတော့စီဂိမ်းမှာအခုထိုးနေတဲ့အတွက်လက်ရှိခေါ်လို့မရသေးတဲ့အတွက်စီဂိမ်းမှာထိုးဖို့ပြင်နေဆိုတော့ရာမှန်100ပဲရှိတယ်ပေါ့နော်ဟာဝမ်းမမထိုးရသေးတဲ့ဖိုက်တာဆိုတော့စဉ်းစားကြည့်ပါဘယ်သူများရှိမလဲဝမ်းမဆိုတော့ထိုးဖို့ရပြီနော်အကုန်လုံးကထိုးသွားပြီဘယ်သူမှမကြည့်နဲ့အဲမွေလည်းထိုးသွားပြီရေချမ်းနဲ့ထိုးသွားပြီအစော်ဘောနော်တွင်းထပ်လို့ထိုးသွားပြီအကုန်လုံးထိုးသွားလက်လျှောက်ပေါက်ကရတွေမှာမှန်းနေကြပါတယ်နော်ရာမန်တယောက်ပဲရှိပါတယ်ထိပ်ကြီးဖိုက်တာထဲမှာအကောင်ဆုံးနဲ့အကြံသုံးဆုံးအရက်နဲ့နော်သူတောင်ကောင်းလဲဆိုတော့ရာမန်တယောက်ပဲဖြစ်ဖို့များတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ် like share လေးလုပ်ပါကျွန်တော်လက်ဝဲသတင်းထူးလေးရှိရင်တင်ဆက်ပေးဦးမှာပါ bye bye